တခါတရံကိုယ်တိုင်ကမယိုးခနာမိကောင်းဖခင်သားသမီးဖြစ်လို့တရားတရားလေးအထိုက်အသင့်ရှိနေတာကိုအထင်မကြီးနေနဲ့ဒီဘဝမှာအခိုင်အမာမတိဆောက်ဘူးဆိုလို့ရှိရင်နောက်ဘဝဟာလွယ်လွယ်ကူကူလေးနဲ့ပြောင်းလဲသွားမှာဒီစိတ်ဓာတ်ကလေးအဲ့ဒါကြောင့်မို့သာသနာတော်နဲ့ကြုံတွေ့တဲ့အချိန်လေးမှာဒီမှန်ကန်တဲ့စိတ်ဓာတ်ကလေးတွေကိုခိုင်ခိုင်မာမာတိဆောက်ထားဖို့လိုအပ်တယ်ဒသနာမူလိကတတ္တအတိညာကိုအခြေခံတဲ့တရားတရားသောတပတ္တိမက်လို့ခေါ်တယ်အတိညာကိုအခြေခံတဲ့တရားတရားမျိုးရအောင်တိဆောက်ထားမှသာမြဲတယ်လို့မို့ဆိုရင်မမြဲဘူးကြည့်ဘုရားအလောင်းကသဗ္ဗဘုရားပွင့်ပြီးရင်ပွင့်မဲ့ဘုရားအလောင်းနော်ဘုရားကြောင့်ခေါ်တော့ဗာပြောမလိုက်ချင်ပါဘူးတဲ့ဒီကရုံးရုပ်တွေစီဟောဒီလိုပြောအဲ့ဒါနဲ့တငယ်ချင်းလှုပ်တဲ့လူကလည်းတော်တယ်ဒါဖြင့်တငယ်ချင်းကြောင်းမသွားဘူးဆိုရင်ဒီနာတို့မြစ်သွားပြီးရေချိုးအောင်ရေချိုးအောင်ဆိုအလွယ်တကူလိုက်သွားခုခေတ်လည်းတူတူပဲစားတော့ဆိုင်သွားအောင်ဆိုလိုက်မယ်နော်ခေါင်းသီးသွားရအောင်ဆိုလဲလွယ်လွယ်ကူကူပဲနော်လက်ဖိတ်ဆိုင်သွားအောင်ဆိုရင်ရောမလိုက်ပေဘူးလားအေးတရားပွဲသွားရအောင်ကျောင်းသွားရအောင်ဆိုရင်တော့မအားသေးဘူးအလုံးမအားသေးလို့ဒီနေ့ဒီလိုတွေရောမတွေ့ရဘူးလားတွေ့ရတယ်